ပရိသတ်သမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဇူလိုင်လအတွက်တလသာဟောစရန်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာပညာရေးကိစ္စအင်တာဗျူးကိစ္စသင်တန်းကိစ္စစတဲ့ကိစ္စတွေမှာထင်ထင်ရှားရှားအောင်မြင်လာပါလိမ့်မယ်မိတ်ဆွေကောင်းဆရာကောင်းတွေတွေ့ပြီးတော့မှအကူအညီထောက်ပံ့ကောင်းတွေရနိုင်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့မိမိရဲ့အိမ်မှာပြားတွေလာပြီးဆွဲတာမျိုးကြုံရတတ်ပါတယ်အိတ်ချရင်ဘက်အိမ်နောက်ဖေးဘက်မှာဆွဲတယ်ဆိုရင်တော့စားရကန်ကြုံလို့မုတ်စိတ်ပြားဆွဲတယ်ဆိုတဲ့ကိန်းမျိုးဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ကိုမဟုတ်ဖဲနဲ့ပေါ့နော်အဆွဆွဲပြောဆိုခံရတာမျိုးအစစ်ဆေးမင်းမြန်းခံရတာမျိုးဒီကာလမှာကိုယ့်အကြောင်းကိုမကောင်းတဲ့ဖြန့်ခံရတာမျိုးတွေကြုံရတတ်ပါတယ်အစားမားတာဆေးမားတာအထူးသတိပြုသင့်ပါတယ်နောက်ကိုလက်ရှိလုပ်နေတဲ့အလုပ်မှာပေါ့နော်တနည်းနည်းနဲ့အပြောင်းလဲတွေနေရာအပြောင်းလဲယာရုအပြောင်းလဲဒါမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်ရက်ဝေးနဲ့ဆက်သွယ်ပြီးလုပ်ရတဲ့အလုပ်မျိုးတွေထူးထူးခြားခြားအောင်မြင်နိုင်ပါတယ်ခင်ဗျာကိုမရောက်ဖူးတဲ့အရက်ဒေတာမျိုးတွေကိုလည်းခရီးသွားတတ်ပါတယ်အဖော်ခရီးမျိုးလည်းဖြစ်နိုင်ပါတယ်တတိပြုတ်တင်တာမြောက်ဆူဆူကိုသွားတဲ့ခရီးမျိုးတွေရေချောင်းခရီးမျိုးတွေတော့ရှောင်နိုင်ရင်အကောင်းဆုံးပါပဲခင်ဗျာနောက်ကိုယ့်ရဲ့မိသားစုအရေးအိမ်တွင်းရေးအိမ်နောင်ရေးစတာတွေမှာဆူဆူပူပူဖြစ်နေတတ်ပါတယ်တယောက်နဲ့တယောက်စိတ်တဘောထားတွေအကြီးအကျယ်ကွဲလွဲတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ခင်ဗျာနောက်ကိုယ်ပိုင်ဆိုင်နဲ့ရွှေစတဲ့ဗုဒ္ဓဟူးနံပစ္စည်းမျိုးတွေဒီကာလမှာမမြဲပဲဖြစ်နေတတ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ကျွေးတင်တာမျိုးတွေဖြစ်တတ်ပါတယ်အထူးသဖြင့်ကျွေးကြီးကြီးမားမားမျိုးတွေဒီကာလမှာတင်တတ်ပါတယ်ကိုယ်ကရစရာရှိတဲ့ငွေတွေလည်းမရဘဲနဲ့ဖြစ်နေတတ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှအညံ့ကြုံတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလို့အညံ့ကြုံပြီးလို့ရှိရင်မထင်မှတ်ဖဲနဲ့ထိပေါက်တယ်လို့ငွေလုံးချင်းဝင်တာမျိုးတွေလည်းကြုံရနိုင်ပါတယ်အကောင်းကြုံမဲ့ကံအဆိုးရှိရခံဆိုသလိုငွေကြေးအခက်အခဲကြီးကြီးမားမားကြုံပြီးမှငွေကြေးကံရုပ်တရက်ကောင်းတာမျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျာနောက်ပြီးတော့နိုင်ငံရဲ့ခြားကိစ္စလူမျိုးခြားဘာသာခြားကိစ္စမျိုးတွေမှာအခက်အခဲအနည်းငယ်ကြုံပြီးရင်ထူးထူးခြားခြားအောင်မြင်တာမျိုးတွေကြုံရပါလိမ့်မယ်အဲ့တော့အခြေရေးနှလုံးသားရေးရာကိစ္စတွေမှာဆိုရင်တော့ဒီကာလမှာဘေးပယောဂကြောင့်မို့လို့ပြဿနာပေါ်တတ်ပါတယ်နှစ်ဖက်အတိုင်းဝိုင်းဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့မှအခြေရေးမှာနောက်ရှိကြုံရတာတနည်းနည်းနဲ့ခွဲခွာရတတ်တာဒီကာလမျိုးဖြစ်ပါတယ်ကံကောင်းစေတဲ့ကဏ္ဍကတော့9ကဏ္ဍဖြစ်ပါတယ်ကံကောင်းစေတဲ့အရောင်ကတော့အဝါရောင်ရွှေရောင်ဖြစ်ပါတယ်ခင်ဗျာဒီကာလမှာအញ្ញံခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်ကြာတပတေးနေ့မနေ့စောစောမှာကိုယ့်ရဲ့အိမ်ဖျားမှာထောပတ်ထမင်းကတ်လို့ပြီးတော့မှဆုတောင်းပါခင်ဗျာ